English ကပြောကျွမ်းကျင်တယ်ကြားပေမဲ့ grammar လည်းမရဘူး speaking pattern တွေလည်းမရဘူးဒါဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ခဲ့ပေးကြပါအောင်ရှင်ဒီနေ့ဗီဒီယိုလေးထဲမှာတော့အသုံးအဝင်ဆုံးနေ့စဉ်သုံး speaking pattern တွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်ကဲစလိုက်ကြရအောင်နော်ပထမဆုံးတစ်ခုကတော့ I am plus adjective မြန်မာလိုဆိုရင်တော့ကျွန်တော်ကွက်လိုက်တယ်လို့အဓိပ္ပာယ်ရပါတယ်သူ့ကိုတော့ကိုဘယ်လိုခံစားနေရလဲကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုဖော်ပြခြင်းနဲ့ဆိုလို့ရှိရင်သုံးပါတယ်ပို့ပြီးတော့ရှင်းသွားအောင်ဥပမာလေးတွေကိုကြည့်ကြည့်ကြရအောင်ပထမဆုံးတစ်ခုကတော့ I'm happy ငါပျော်တယ်ဒီနေရာမှာဆိုလို့ရှိရင် happy ကပျော်ရွှင်သော adjective ဖြစ်ပါတယ် I'm tired ငါပင်ပန်းနေ I'm busy ငါအလုပ်ရှုပ်နေတယ် I'm ready ငါအဆင်သင့်ဖြစ်ပြီ I'm hungry ငါပိုက်စားတယ်ဒီလိုမျိုးတွေကိုသိရဲ့ adjective လေးကိုထည့်ပြီးတော့တွဲပြီးတော့သုံးလို့ရပါတယ် I am not plus adjective ကျွန်တော်မကွက်လက်ဘူးကိုကတခုခုမဟုတ်တဲ့အကြောင်းကိုဖော်ပြခြင်းနဲ့ဆိုလို့ရှိရင်တော့ I am not နဲ့ adjective နဲ့ကိုတွဲပြီးတော့သုံးပေးရပါတယ်ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင် I'm not sad ငါဝမ်းမနည်းဘူး I'm not hungry ငါဘိုက်မစားဘူး I'm not busy today ငါဒီနေ့အလုပ်မရှုပ်ဘူး I'm not afraid ငါမကြောက်ဘူး I'm not sure ငါမသိကြဘူးဒီလိုမျိုးလေးတွေသုံးလို့ရပါတယ်နောက်တစ်ခုကတော့ I like plus noun or gerund ကျွန်တော်ကွက်လိုက်ကြိုက်တယ်သူကတော့ကိုဘာကိုကြိုက်တယ်ဆိုတာကိုဖော်ပြခြင်းတဲ့အချိန်မှာသုံးပါတယ် noun ဆိုတာကတော့မြန်မာလိုဆိုရင်တော့ noun ပေါ့နော် gerund ဆိုတာကကြတော့ verb ကို ing ပေါင်းပြီးတော့ noun ပုံစံပြောင်းထားတာဖြစ်ပါတယ်သူ့ကိုမြန်မာလိုဆိုရင်တော့ချင်းလို့ဘာသာပြန်လေးရှိရပေါ့နော်ဥပမာဆိုလို့ရှိရင် swimming ရေကူးခြင်း eating စားခြင်း watching ကြည့်ခြင်းအဲ့လိုမျိုးလေးတွေပါဥပမာအနေနဲ့ဆိုရင် I like coffee ငါ coffee ကြိုက်တယ် I like reading ငါစာဖတ်ရတာသဘောကျတယ် I like traveling ငါခီးသွားရတာကိုသဘောကျတယ် I like soft music ငါတချင်းအေးအေးလေးကိုသဘောကျတယ် I like learning English ငါအင်္ဂလိပ်စာလေ့လာတာကိုသဘောကျတယ်ဒီလိုမျိုးလေးသုံးလို့ရပါတယ်ကိုက noun တွေကိုတည်ထားရင်ဒီလိုမျိုး gerund လေးတွေကိုတည်ထားရင်ဆိုလို့ရှိရင်စကားပြောမှာဒီလိုပုံစံလေးတွေထည့်ပြီးတော့ပြောလို့ရတယ်ပေါ့နော်ကိုကတခုခုကိုမကြိုက်တဲ့အကြောင်းကိုဖော်ပြခြင်းနဲ့ဆိုလို့ရှိရင်တော့ I don't like plus noun or gerund I don't like နဲ့ noun ဒါမှမဟုတ် gerund နဲ့တွဲပြီးတော့သုံးပေးရပါတယ် I don't like rain ငါမိုးရွာတာကိုသဘောမကျဘူး I don't like rain I don't like rain I don't like waiting ငါစောင့်ရတာကိုသဘောမကျဘူး I don't like waiting I don't like waiting I don't like spicy food ငါဆက်တဲ့အစားအစာတွေကိုမကြိုက်ဘူး I don't like spicy food I don't like spicy food I don't like being late ငါနောက်ကျတာကိုသဘောမကျဘူး I don't like being late I don't like being late I don't like noise ငါဆူညံတာကိုသဘောမကျဘူး I don't like noise I don't like noise ငါဆူညံတာကိုသဘောမကျဘူး I live plus place ကျွန်တော်ကိုယ့်ဘက်မှာနေရယ်ကိုဘယ်မှာနေရယ်ကိုဘသူတွေနဲ့နေရယ်ကိုဘလို့နေရယ်ဆိုတာကိုဖော်ပြခြင်းနဲ့ဆိုလို့ရှိရင်တော့ I live နဲ့ place နဲ့ကိုတွဲပြီးတော့သုံးပေးရပါတယ်ဥပမာအနေနဲ့ပြောမယ်ဆိုလို့ရှိရင် I live in Yangon ငါရန်ကုန်မှာနေရယ် I live in Yangon ဒီမှာကဆိုလို့ရှိရင် live နဲ့ in နဲ့ကိုတွဲပြီးတော့ live in လို့ထွက်ပါတယ် live in လို့တစ်လုံးချင်းမထွက်ပါဘူးเนาะI live in Yangon I live in a small town ငါမြို့ငယ်လေးမှာနေရယ် I live in a small town I live in a small town I live near the school ငါကျောင်းနားမှာနေရယ် I live near the school I live near the school
I live with my parents. ငါမိဘနဲ့အတူနေတယ် I live with my parents. I live with my parents. I live in an apartment. ငါတိုက်ခန်းတစ်ခုမှာနေတယ် I live in an apartment. I live in an apartment. I think plus short sentence. ကျွန်တော်ကိုယ့်လက်ထင်တယ်ကိုယ့်ရဲ့ထင်မြင်ယူဆချက်တွေအထင်အမြင်တွေကိုဖော်ပြခြင်းနဲ့ဆိုလို့ရှိရင် I think နဲ့ short sentence လေးတစ်ခုနဲ့တွဲပြီးတော့သုံးပြရပါတယ်ဥပမာလေးတွေကိုကြည့်ကြည့်ကြမယ် I think it's good ငါအဲ့ဒါကိုကောင်းတယ်လို့ထင်တယ် I think it's good. I think it's good. I think you're right. ငါမင်းမှန်တယ်လို့ထင်တယ် I think you're right. I think you're right. I think she's nice. ငါတော့သူမကောင်းတယ်လို့ထင်တယ် I think she's nice. I think she's nice. I think it will rain. ငါမိုးရွာမယ်လို့ထင်တယ် I think it will rain. I think it will rain. I think English is fun. English စာကပြောစရာကောင်းတယ်လို့ငါထင်တယ် I think English is fun. I think English is fun. I usually plus bath. ကျွန်တော်အမြဲလိုကွက်လက်လေးရှိတယ်ကိုအမြဲလိုလုံးလေးလုံးထားရှိအလေးအထားတွေအမှုအကျင့်တွေကိုဖော်ပြခြင်းနဲ့ဆိုလို့ရှိရင်တော့ I usually နဲ့ bath နဲ့ကိုတွဲပြီးတော့သုံးပေးရပါတယ် usually ကကြတော့ adverb frequency ကြိမ်နှုန်းပြရဲ့ကရိယာဝိသေသနတစ်ခုပါသူ့ကိုမြန်မာလို့ဆိုရင်တော့အမြဲလို့ဘာသာပြန်လို့ရပါတယ်ကဲဥပမာလေးတွေကိုကြည့်ကြည့်ကြမယ်နော် I usually get up early ငါစောစောအိပ်ရာထားလေးရှိရဲ့ I usually get up early. I usually get up early. I usually go to work by bus. ငါအလုပ်ကိုဘတ်ကားနဲ့သွားလေးရှိရဲ့ I usually go to work by bus. I usually go to work by bus. I usually have coffee in the morning. ငါမနက်ခင်းမှာဆိုလို့ရှိရင် coffee တောက်လေးရှိတယ် I usually have coffee in the morning. I usually have coffee in the morning. I usually watch TV at night. ငါညမှာ TV ကြည့်လေးရှိတယ် I usually watch TV at night. I usually watch TV at night. I usually sleep at 10 p.m. ငါည10နာရီမှာအိပ်လေးရှိတယ် I usually sleep at 10 p.m. I usually sleep at 10 p.m. ညမရှိကတော့ I am going to plus bath ကျွန်တော်ကိုလာတော့မယ်ဒီ going to ကကြတော့ go ရဲ့ perfect ing ပုံစံမဟုတ်ပါဘူး going နဲ့ to ကတတွဲတဲ့ပါသူ့ကိုမြန်မာလို့ဆိုရင်တော့တော်မယ်တို့ late me တို့ဆိုပြီးတော့ဘာသာပြန်လေးရှိရပေါ့နော်ဒီ going to ကိုကြတော့မဝေးတော့အနာဂတ်မှာဖြစ်ပျက်တော့မယ့်အရာတွေလောက်ကျော်မယ့်အရာတွေကိုဖော်ပြခြင်းလို့ရှိရင်သုံးပါတယ်အဲ့ဆိုလို့ရှိရင်သူကအနာဂတ်မှာဖြစ်ပြမယ့်အရာတွေသုံးတယ်လို့ဆို going to နဲ့ well နဲ့ကတူ well လားဆိုလို့ရှိရင်တော့မတူဘူးပေါ့နော် well ကကြတော့အနာဂတ်မှာဖြစ်မယ့်အရာတွေသူကကြဝေးကျင်လဲဝေးမယ်နီးကျင်လဲနီးမယ်ဒါပေမဲ့ going to ကကြမဝေးတော့တဲ့အနာဂတ်မှာဖြစ်မဲ့အရာတွေလုံးမဲ့အရာတွေကိုဖော်ပြခြင်းလို့ရှင်သုံးတယ်ဒီ going to ကိုစကားပြောမှာဆိုလို့ရှင်တော့ garner လို့အတန်ထွက်လေးရှိပါတယ်နော်ဥပမာနဲ့ဆို I'm gonna go ငါသွားရမယ်အဲ့လိုမျိုးလေးပေါ့နော်ပို့ပြီးတော့ရှင်းလင်းသွားအောင်ဥပမာလေးတွေကိုကြည့်ကြည့်ကြမယ် I'm gonna cook dinner ငါညစာချက်တော့မယ် cook dinner ကကြတော့တတွေညစာချက်တီးပေါ့နော် I'm gonna ငါကွက်လိုက်တော့မယ် I'm gonna cook dinner ငါညစာချက်တော့မယ် I'm gonna cook dinner. I'm gonna cook dinner. I'm gonna cook dinner. I'm gonna visit my friend. Visit my friend ငါကြောင့်ငါတငယ်ချင်းစီကိုအလေသွားတယ် I'm gonna ဆိုရင်ငါကွက်လိုက်တော့မယ် I'm gonna visit my friend ဆိုရင်ငါတငယ်ချင်းစီကိုအလေသွားရမယ် I'm gonna visit my friend.
I'm gonna visit my friend. I'm gonna visit my friend. I'm gonna buy new shoes. ငါရှူးဖက်နဲ့အသစ်ဝယ်တော့မယ် buy new shoes ရှူးဖက်နဲ့အသစ်ဝယ်သည် I'm going to ငါကွက်လိုက်တော့မယ်ဒီနေရာမှာ shoes မှာ s ထည့်ထားတာကကြောင့်ရှူးဖက်နဲ့ကတရံဖြစ်တဲ့အတွက်တရံမှာနှစ်ဖက်ပါတယ်အဲ့ဒါကြောင့်မလို့ shoes မှာ s ထည့်ထားတာပဲဖြစ်ပါတယ် I'm gonna buy new shoes ငါရှူးဖက်နဲ့အသစ်ဝယ်တော့မယ် I'm gonna buy new shoes. I'm gonna buy new shoes. I'm gonna buy new shoes. I'm gonna study English. ငါအင်္ဂလိပ်စာလေ့လာတော့မယ် Study English ကတကြွေအင်္ဂလိပ်စာလေ့လာသည် I'm going to ငါကွက်လိုက်တော့မယ် I'm gonna study English. ငါအင်္ဂလိပ်စာလေ့လာတော့မယ် I'm gonna study English. I'm gonna study English. I'm gonna study English. I'm gonna take a rest. ငါအနားယူတော့မယ် Take a rest. အနားယူသည်သူကကြတော့ခဏတစ်ဖြုတ်အနားယူတာမျိုးပြောတာပေါ့နော် I'm gonna ငါကွက်လက်တော့မယ် I'm gonna take a rest. ငါအနားယူတော့မယ်ဒီနေရာမှာ take a rest လို့ပြပြတတ်တာမထွက်ပါဘူးနော် Take a rest. Take a rest. အဲ့လိုမျိုးလေးတွဲပြီးတော့ထွက်ပါတယ် I'm gonna take a rest ငါအနားယူတော့မယ် I'm gonna take a rest I'm gonna take a rest I'm gonna take a rest I want to plus buff ကျွန်တော်ကွာလိုက်ချင်တယ်ဒီ want to ကိုကြတော့ချင်တယ်လို့ဘာသာပြန်လို့ရပါတယ် want to ကအတွဲလိုက်ပေါ့နော်ဒီ want to ကိုစကားပြောရမှာဆိုလို့ရှိရင်တော့ wanna တော့အတန်ထွက်လေးရှိပါတယ်ဥပမာအနေနဲ့ဆိုလို့ရှိရင် I wanna go ငါသွားခြင်းတယ် I wanna eat ငါစားခြင်းတယ်အဲ့လိုမျိုးလေးတွေပေါ့နော်ပို့ပြီးတော့ရှင်းလင်းသွားဥပမာလေးတွေကိုကြည့်ကြည့်ကြမယ် I wanna learn English ငါအင်္ဂလိပ်စာလေ့လာခြင်းတယ် learn English အင်္ဂလိပ်စာလေ့လာသည် I want to ငါချင်တယ် I want to learn English ငါအင်္ဂလိပ်စာလေ့လာခြင်းတယ် I wanna learn English I wanna learn English I wanna learn English I wanna travel abroad ငါနိုင်ငံခြားကိုခရီးသွားခြင်းတယ် travel abroad နိုင်ငံခြားကိုခရီးသွားသည်ပေါ့နော် abroad ကကြာနိုင်ငံခြား travel ကကြာခရီးသွားသည် travel abroad နိုင်ငံခြားကိုခရီးသွားသည် I want to ငါကွက်လက်ခြင်းတယ် I wanna travel abroad ငါနိုင်ငံခြားကိုခရီးသွားခြင်းတယ် I wanna travel abroad I wanna travel abroad I wanna travel abroad I wanna eat pizza ငါ pizza စားခြင်းတယ် eat pizza pizza စားသည် I wanna ငါကွက်လက်ခြင်းတယ် I wanna eat pizza ငါ pizza စားခြင်းတယ် I wanna eat pizza I wanna eat pizza I wanna eat pizza I wanna buy a new phone ငါဖုန်းအသစ်တစ်လုံးဝယ်ခြင်းနဲ့ buy a new phone ဖုန်းအသစ်တစ်လုံးဝယ်သည် a new phone ကကြောင့်ဖုန်းအသစ်တစ်လုံးပေါ့နော် buy ဆိုတာကကြောင့်ဝယ်သည် buy a new phone ဖုန်းအသစ်တစ်လုံးဝယ်သည် I want to ငါကွက်လက်ခြင်းနဲ့ I wanna buy a new phone ငါဖုန်းအသစ်တစ်လုံးဝယ်ခြင်းနဲ့ I wanna buy a new phone I wanna buy a new phone I wanna buy a new phone I wanna be a doctor ငါဆရာဝန်တစ်ယောက်ဖြစ်ခြင်းနဲ့ be a doctor ဆရာဝန်တစ်ယောက်ဖြစ်သည် I want to ငါကွက်လက်ခြင်းနဲ့ I wanna be a doctor ငါဆရာဝန်တစ်ယောက်ဖြစ်ခြင်းနဲ့ I wanna be a doctor I wanna be a doctor I wanna be a doctor နံပါတ်10ကကြတော့ I need to plus buff ကျွန်တော်ကိုလာဖို့လိုတယ် need ကကြတော့လိုအပ်သည် need to ဆိုတော့ဖို့လိုတယ် I need to ဆိုတော့ကျွန်တော်ကိုလာဖို့လိုတယ်ပြီးလို့ရှိရင်နောက်က buff လေးကတ်လိုက်ပေးရတယ်ပေါ့နော်ဥပမာစာကြောင်းလေးကိုကြည့်ကြည့်ကြမယ် I need to study ငါစာလေ့လာဖို့လိုတယ် study စာလေ့လာသည် need to ဖို့လိုတယ် I need to ငါကွက်လက်ဖို့လိုတယ်
study စာလေ့လာသည် I need to study ငါစာလေ့လာဖို့လိုတယ် I need to study I need to study I need to study I need to buy food ငါစားစရာဝယ်ဖို့လိုတယ် buy food အစားအစာဝယ်သည် buy ဝယ်သည် food အစားအစာ buy food အစားအစာဝယ်သည် need လိုသည် need to ဖို့လိုသည် I need to buy food ငါအစားအစာဝယ်ဖို့လိုတယ် I need to buy food I need to buy food I need to buy food I need to call my friend ငါတငယ်ချင်းကိုခေါ်ဖို့လိုတယ် call my friend တငယ်ချင်းကိုခေါ်သည် need လိုအပ်တယ် I need to call my friend ငါတငယ်ချင်းကိုခေါ်ဖို့လိုတယ် I need to call my friend I need to call my friend I need to call my friend I need to go home ငါအိမ်ပြန်ဖို့လိုပြီ go home ကကြတော့အိမ်ပြန်သည်ပေါ့နော် need to ကကြတော့ဖို့လိုတယ် I need to go home ငါအိမ်ပြန်ဖို့လိုတယ် I need to go home I need to go home I need to go home I need to sleep early ငါစောစောအိပ်ဖို့လိုတယ် sleep ကကြတော့အိပ်သည် early ကကြတော့စောစောပေါ့နော် need ကကြတော့လိုအပ်တယ် need to ကြတော့ဖို့လိုတယ်I need to sleep early ငါစောစောအိပ်ဖို့လိုတယ်ဥပမာဆိုလို့ရှိရင်မနေ့ကစာမွေးရှိရဲ့အဲ့ဒါကြောင့်ငါစောစောအိပ်ဖို့လိုတယ် I need to sleep early ငါစောစောအိပ်ဖို့လိုတယ် I need to sleep early I need to sleep early I need to sleep early နောက်တစ်ခုကကြတော့ I love plus noun or gerund ကျွန်တော်ကွက်လက်ကိုအရန်ကြိုက်တယ်love ကကြတော့ချစ်တယ်လို့လည်းသုံးလို့ရတယ်လို့ကြိုက်တယ်လို့လည်းသုံးလို့ရသူကကြတော့ like ထပ်ပို့ပြီးတော့ပြင်းထန်နေပေါ့နော် like ဆိုရင်ကြိုက်အောင်လေးပဲဒါပေမဲ့ love ကကြတော့အရန်ကိုမှကြိုက်တာအရန်ကိုမှသဘောကျတာအဲ့လိုမျိုးလေးပေါ့နော် I love ပြီးတော့နောက်က noun ဒါမှမဟုတ် gerund တစ်ခုခုလိုက်ပေးရတယ်ပေါ့နော်ဥပမာလေးတွေကိုကြည့်ကြည့်ကြမယ် I love chocolate ကျွန်တော် chocolate ကိုအရန်ကြိုက်တယ် I love ကျွန်တော်အရန်ကြိုက်တယ် chocolate ကိုဒီနေရာမှာကကြာ chocolate က noun I love chocolate ကျွန်တော် chocolate ကိုအရန်ကြိုက်တယ် I love chocolate I love chocolate I love chocolate I love dancing ကျွန်တော်ကတာကိုအရန်သဘောကျတယ် dancing ကချင်းပေါ့နော် gerund I love ကျွန်တော်အရန်ကြိုက်တယ် I love dancing ကျွန်တော်ကရတာကိုအရန်သဘောကျတယ် I love dancing I love dancing I love dancing I love my family ကျွန်တော်မိသားစုကိုအရန်သဘောကျတယ် I love အရန်ကြိုက်တယ် my family ငါမိသားစုကို I love my family ကျွန်တော်မိသားစုကိုကျွန်တော်အရန်သဘောကျတယ် I love my family I love my family I love my family I love holidays ကျွန်တော်အားလပ်ရက်တွေကိုအရန်သဘောကျတယ် I love ကျွန်တော်အရန်ကြိုက်တယ် holidays အားလပ်ရက်တွေကို I love holidays ကျွန်တော်အားလပ်ရက်တွေကိုအရန်ကြိုက်တယ် I love holidays I love holidays I love holidays I love learning new things ကျွန်တော်အသစ်သောအရာတွေကိုလေ့လာတာကိုအရန်သဘောကျတယ် learning လေ့လာခြင်း new things အသစ်သောအရာများ learning new things အသစ်သောအရာတွေကိုလေ့လာခြင်း I love ကျွန်တော်အရန်ကြိုက်တယ် I love learning new things ကျွန်တော်အသစ်သောအရာတွေကိုလေ့လာတာအရန်သဘောကျတယ် I love learning new things I love learning new things I love learning new things Number 12 Number 12ကတော့ I have to plus buff ကျွန်တော်ကွက်လက်ရမယ်ဒီ have to ကကြတော့အတွေ့လိုက်ပေါ့နော် have ကကြတော့သူ့တစ်လုံးတည်းဆိုရင်တော့ရှိသည်လို့ဘာသာပြင်လို့ရတယ်ဒါပေမဲ့ဒီမှာ have to ဆိုရင်တော့ရမည်ပေါ့နော်အဲ့လိုမျိုးလေးဘာသာပြင်တစ်ခုခုလုပ်ရမယ်ဥပမာဆိုရင်သွားရမယ်
စားရမယ်အဲ့လိုမျိုးပေါ့နော် I have to ကျွန်တော်ကွက်လိုက်ရမယ်ပြီးတော့နောက်က buff လိုက်ပေးရတယ်ပေါ့နော်ပို့ပြီးတော့ရှင်းသွားအောင်ဥပမာလေးတွေကိုကြည့်ကြမယ် I have to work today ကျွန်တော်ဒီနေ့အလုပ်လုပ်ရမယ် work အလုပ်လုပ်သည် today ဒီနေ့ have to ရမယ် I have to work today ဒီနေ့အလုပ်လုပ်ရမယ် I have to work today I have to work today I have to work today I have to study for my exam ကျွန်တော်စာမေးပွဲအတွက်စာလေ့လာရမယ် study စာလေ့လာသည် for my exam ကျွန်တော်ရဲ့စာမေးပွဲအတွက် study for my exam ကျွန်တော်ရဲ့စာမေးပွဲအတွက်စာလေ့လာသည် have to ရမယ် I have to study for my exam ကျွန်တော်ရဲ့စာမေးပွဲအတွက်စာလေ့လာရမယ် I have to study for my exam I have to study for my exam I have to study for my exam I have to clean my room ကျွန်တော်ရဲ့အခန်းကိုတန့်ရှင်းလုပ်ရမယ် clean တန့်ရှင်းသည် my room ကျွန်တော်ရဲ့အခန်းကို clean my room ကျွန်တော်ရဲ့အခန်းကိုတန့်ရှင်းသည် have to ရမယ် I have to clean my room ကျွန်တော်ရဲ့အခန်းကိုတန့်ရှင်းလုပ်ရမယ် I have to clean my room I have to clean my room I have to clean my room I have to cook dinner ကျွန်တော်ညစာချက်ရမယ် cook ချက်သည် dinner ညစာ cook dinner ညစာချက်သည် have to ရမယ် I have to cook dinner ကျွန်တော်ညစာချက်ရမယ် I have to cook dinner I have to cook dinner I have to cook dinner I have to wake up early ကျွန်တော်စောစောထရမယ် have to ရမယ် wake up အိယာထသည် early စောစော I have to wake up early ကျွန်တော်စောစောအိယာထရမယ် I have to wake up early I have to wake up early I have to wake up early last plus buff ကွက်လက်ကြရအောင်သူကကြတော့တခုခုပေါ့နော်စားကြရအောင်တွားကြရအောင်အဲ့လိုမျိုးပြောရအနေအထားမှာတုံးတယ် last ရဲ့ပြီးတော့နောက်က buff လေးလိုက်ထည့်ပေးရတယ်ပေါ့နော်ပို့ပြီးတော့ရှင်းသွားအောင်ဥပမာလေးတွေကိုကြည့်ကြမယ် Let's go out အပြင်သွားကြရအောင် go သွားသည် out အပြင်ကို Let's go out အပြင်သွားကြရအောင် Let's go out Let's go out Let's go out Let's take a break ခဏလောက်နားကြရအောင် Let's take a break အနားယူသည် Let's take a break ခဏလောက်နားကြရအောင် Let's take a break Let's take a break Let's take a break Let's study together အတူတူစာလေ့လာရအောင် Study စာလေ့လာသည် together အတူတကွ Study together အတူတကွစာလေ့လာသည် Let's study together အတူတူစာလေ့လာရအောင် Let's study together Let's study together Let's study together Let's watch a movie ရုပ်ရှင်ကြည့်ကြရအောင် Watch ကြည့်သည် a movie ရုပ်ရှင်တကား Watch a movie ရုပ်ရှင်ကြည့်သည် Let's watch a movie ရုပ်ရှင်ကြည့်ကြရအောင် Let's watch a movie Let's watch a movie Let's watch a movie Let's eat breakfast မနက်စာစားကြရအောင် Eat စားသည် breakfast မနက်စာ Eat breakfast မနက်စာစားသည် Let's eat breakfast မနက်စာစားကြရအောင် Let's eat breakfast Let's eat breakfast Let's eat breakfast ကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်အခုဆိုရင်တော့အသုံးဝင်ဆုံးနေ့စဉ်သုံး speaking pattern 73ခုလေ့လာပြီးသွားပြီပဲဖြစ်ပါတယ်ဒီလိုမျိုး speaking pattern တွေကိုလေ့လာထားတာကကြတော့စကားပြောမှာပို့ပြီးတော့အသုံးဝင်ပါတယ်စာကြောင်းတစ်ကြောင်းတည်းကိုလေ့လာလို့ရှင်ဒီတစ်ကြောင်းတည်းပဲရမှာဒါပေမဲ့ speaking pattern လေးတွေနဲ့လေ့လာရင်ကြတော့ကိုကဝါရကျွေဝရင်ကျွေဝတလောက်အစားထိုးပြီးတော့သုံးနိုင်နေပေါ့နော်ဒါကြောင့် speaking pattern တွေကိုမြင်များလေ့လာထားဖို့အကြံပြုချင်ပါတယ်ရှင်
ဒီဗီဒီယိုလေးကလည်းအားလုံးအတွက်အထောက်အကူပြုမယ်လို့မျှော်လင့်ပါတယ်အကျိုးရှိမယ်လို့လည်းမျှော်လင့်ပါတယ်တကယ်လို့ဒီဗီဒီယိုလေးကသင်အတွက်အင်္ဂလိပ်စာလေ့လာတဲ့နေရာမှာအထောက်အကူပြုရဒါမှမဟုတ်အကျိုးရှိရဆိုလို့ရှိရင်တော့ English Bestie Diary YouTube channel လေးကို like and subscribe လုပ်ခဲ့ပေးကြပါအောင်ရှင် Thanks for watching bye